ဝေဖြိုးသမန်တန်ကစတိပါကြလုပ်ငန်းအနေပြီးတော့ပြန်လည်ကြိုးဆိုလိုက်ပါတယ်ရှင်အခုပြသပေးတဲ့အင်္ဂလိပ်ကတော့နတ်တကုံဘာတူအိမ်ရအခန်းနံပါတ်704မှာတက်စေပြီးစီမှုလေးပဲဖြစ်ပါတယ်ရှင်အဲ့အင်္ဂလိပ်ကတော့ဝေယနာပေါက်ထုတ်တာ3စုံရဲ့ Rainbow Sunshine 5စုံရဲ့အိမ်ဝင်အထွက်အတွက်စတိပါကြလေးတစ်ပေါက်တက်စေပြီးစီမှုလေးပါရှင်အခုလိုမျိုး line မော်အနေပြီးတော့တွေ့ပြီးတော့ရိုးရိုးကြည့်ချင်းနဲ့အလုပ်အပ်ပေးတဲ့အရှင်မိသားစုလည်းအပြည့်ဝရှိုးရနေပြီးတော့အထူးပင်ကျေးဇူးတင်ရှိပါတယ်။တမန်ဂျပန်ကွက်တပေပတ်လည်ကို9500ဆန်းရှည်တပေပတ်လည်ကို9500နဲ့ရရှိမှာဖြစ်ပါတယ်ရှင်။တမန်ဂျပန်ကွက်ကတော့အောက်ကခန်းသေးတစ်ထပ်ပါပြီးတော့အပေါ်ဆေးတစ်ထပ်ပါရှိပါတယ်ရှင်။စတိပါကြလဲ1 square ဖီကိုတပေပတ်လည်ကို3000နဲ့ရရှိမှာဖြစ်ပါတယ်ရှင်အခုလိုဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ customer များအားလုံးကိုလည်းပြည့်ဝပြိုးရနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်အလုံးအပေးကြတဲ့အရှင်မိသားစုလေးလည်းကျမချမ်းသာပြီးတော့စီးပွားရေးလည်းဒီလာတိုးတက်ကြပါစေရှင်အားလုံးပဲကျေးဇူးတင်ရှိပါတယ်